ကျင်းပြီးတော့ကားတယ်ဒါပေမဲ့ပြလေးဖြစ်နေလို့စိတ်ညစ်နေတဲ့ကောင်မလေးရဲ့အတွက်မဖြစ်မနေလုပ်ပေးရမယ် timber exercise 3မျိုးဒီနေ့လုပ်ပြပေးမယ်နော်ပထမဆုံး exercise က hip thrust ဘာပဲ hip thrust လည်းလုပ်လို့ရတယ် Smith machine မှာလည်းလုပ်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ကိုယ့်အကွယ်အိမ်မှာလုပ်မယ်ဆိုလို့ရှိရင် dumbbell နဲ့လုပ်လို့ရတယ်โอเคနော်ဒါအရင်လဲလုပ်ပြပေးရဲ့ tutorial ရှိရယ်မသိလို့ရှိရင်ပြန်ကြည့်လို့ရတယ်နော်ဒီကောင်လေးကို10ခါကနေပြီးတော့12ခါကိုရသလောက်လေးကြော့သွားမယ်နောက်တစ်ခုက super squat မှာ good morning ဆော့မယ် good morning ဆိုတော့6ကိုတင်စုံရိုးကြယ်ပဲရမယ်ပြီးရင်နောက်ကိုတင်မလေးကိုတွန်းထုတ် okay เนาะဒီကောင်လဲတင်မပြတဲ့ကောင်မလေးထည့်ပြီးတော့ဆော့တဲ့ exercise တွေမှာပါတယ်တင်မအပေါ်ပိုင်းလေးကိုထိရယ် hamstring ကိုလည်းနည်းနည်းလေးထိရယ်ကိုကတကယ်လုံးမှာအိမ်မှာပဲဆော့မယ်ဆိုလို့ရှိရင်တော့ RDL ကိုပဲဒူလေးနည်းနည်းလေးပို့ပေးပြီးတော့ဆော့ပေးလို့ရတယ်ဒီကောင်ကိုလည်း10ရနေပြီးတော့15 3ကြော်နေ4ကြော်ဆော့ပေးလို့ရပါတယ်နောက်တစ်ခုက cable kick back cable မှာတင်ပါအတွက်ကိုတည်တံ့ဆိုတဲ့ exercise တင်ပါတည်တံ့အောင်ပဲလုံးဝထိရယ်ဒီကောင်ကလည်းတင်ပါပြနေတဲ့ကောင်မလေးမဖြစ်မနေထည့်ဆိုရမယ် exercise တွေမှာပါရယ်နော်ဒီကောင်ကလည်းတစ်ဖက်ကို30ဒီလောက်လုပ်လို့ရပါတယ်3ကြော်နေ4ကြော်ပေါ့